စိတ်မကောင်းစရာသတင်းတွေကကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်မှာအဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။အထူးသဖြင့်မွေးမြူရေးကြံမှာဖြစ်ပေါ်တဲ့အသက်ရှူမွန်းချက်ပြီးဒေဆုံးတဲ့မတော်တဆမှုတွေကတော့ဒီထက်ပိုပြီးအခြားသူရဲ့အကြောင်းအရာမဟုတ်ပါဘူး။အဖြစ်အများဆုံးကတော့မစင်တန့်စင်ရှင်းလင်းရေးအပိုင်းအားလုံးဆောင်စစ်တွင်ဖြစ်ပေါ်လျက်ရှိပါတယ်။အနံဆိုးများဖယ်ရှားရန်ဒါမှမဟုတ်တန်ရှင်းရေးလုပ်ရန်အတွက်သတိမမူပဲဝင်သွားရာကနေဖြစ်ပေါ်တဲ့မတော်တဆမှုတွေကထက်ခါဖြစ်နေပါတယ်။ဒီအလုံးပိတ်နေရရဲ့အနာရယ်မှစာပြီးလူကြီးမင်းတို့၏အသက်ကိုကယ်တင်နိုင်သောကြိုတင်ကာကွယ်သည့်နည်းလမ်းများကိုအသေးစိတ်ရှာကြည့်ကြည့်ပါမယ်။အလုံးပိတ်နေရဆိုတာကတော့မိုးရေတိုးလောင်ကန်ရေးဆိုးတိုးလောင်ကန်အမိုက်တရိုက်တိုးလောင်ကန်မိလာကန်တရိတ်ဆန်စာတိုးလောင်သောတိုင်ကြီးတကယ်တို့လေဝင်လေထွက်လုံလောက်မရှိပဲအောက်ဆီဂျင်မလုံလောက်တာပဲဖြစ်အနာရယ်ရှိသောဓာတ်ငွေ့ကစုနေနိုင်သောနေရာအားလုံးကိုပြောခြင်းဖြစ်တယ်။ဒီလိုနေရာမျိုးတွေမှာဘယ်တော့မဆိုအသက်ရှူမွန်းချက်ပြီးဒေဆုံးတဲ့မတော်တဆမှုတွေကဖြစ်ပေါ်နိုင်ပါသည်ဒါဆိုရင်အသက်ရှူမွန်းချက်ချင်းဆိုတာကဘာပါလဲအဲ့ဒါကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့တို့ပုံမှန်အတိုင်းအောက်ဆီဂျင်ကိုမထောက်ပံ့ပေးနိုင်တဲ့အခြေအနေကိုပြောခြင်းဖြစ်ပါတယ်တင်းလျှောက်ပတ်တဲ့အောက်ဆီဂျင်ကရှိနေမှပုံမှန်လှုပ်ရှားမှုကိုလှုပ်ရှားနိုင်မှာပါအကယ်လေထဲမှာအောက်ဆီဂျင်ကမလုံလောက်လျင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအောက်ဆီဂျင်ကိုမရတော့ဘူးဒါဟာအသက်ရှူမွန်းချက်ခြင်းပဲဖြစ်ပါတယ်လေထုထဲတွင်အောက်ဆီဂျင်ပါဝင်မှုနှုန်းက18ရေအောက်မှစပြီးအသက်ရှူချက်ခြင်းဆိုင်ရာအနာရယ်စပြုပြီး16ရက်မှအောက်ရောက်လျင်အသက်ရှူခြင်းနှင့်သွေးခုန်နှုန်းတိုးလာခြင်းခေါင်းမူးခြင်းပြိုခြင်းကိုခံစားရပြီး10ရေအောက်ရောက်လျင်သတိမေ့ခြင်းတို့အောအန်နိုင်ပြီးရှစ်ရေအောက်ရောက်လျင်ချက်ချင်းဆိုသလိုပင်မေလဲနိုင်ပြီး8မိနစ်အတွင်းသေဆုံးနိုင်ပါတယ်။အသက်အားကယ်တင်နိုင်ပါတော့ညာလဲဘာသာစကားဆိုင်ရာချိုးတဲ့လေမတန်ဆွမ်းခြင်းခန္ဓာကိုယ်လှုပ်ရှားမှုပုံမှန်မဟုတ်တော့မတန်ဆွမ်းခြင်းအမြင်အာရုံဆိုင်ရာချို့ယွင်းခြင်းထင်အောင်ထင်မှတ်မှားခြင်းမကြာခဏအမေ့လျော့ခြင်းအကျင့်စရိုက်ဆန်းပြလာခြင်းစသည့်ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများကြန့်ရှိနိုင်ပါသည်။မွေးမြူရေးကြံတွင်အထူးသတိပြုရမည့်အနာရယ်ရှိတငွေ့ချစ်သည့်ဟိုက်ဒရိုဂျင်ဆာလဖိုက်တငွေ့သည်သက်ရှိအော်ဂဲနစ်မှပုပ်သိုးပျက်စီးသောအဆင့်တွင်တဘာဝအားဖြင့်ဖြစ်ပေါ်လာသောအစိမ့်ငွေ့အဖြစ်ပြင်းအားအနှိမ့်တွင်ကြက်ဥပုပ်အနံ့ထွက်ပြီးပြင်းအားမြင့်လာပါကအနံ့ခံအာယုံကိုထုံထိုင်းစေပြီးအနံ့ကိုအာယုံခံနိုင်စွမ်းမရှိတော့ဘဲဖြစ်ပါမယ်ဟိုက်ဒရိုဂျင်ဆာလဖိုက်သည်လေထုထက်လေးလံတဲ့အတွက်ကြောင့်မိလာတန့်စင်ကန်အမိုက်တရိုက်တိုးလောင်ကန်ရေဆိုးထုံမြောင်းလူဝင်ပေါက်တကဲ့သို့နှိမ်သောနေရာသို့အလုံးပိတ်နေရာများတွင်အလွယ်တကူစုဝေးတတ်ပါတယ်ပြီးတော့10တလုံးပဲကြော်ရင်အောင်မျက်လုံးနဲ့အသက်ရှူလမ်းကြောင်းတွင်ပြဿနာဖြစ်စေပြီး150တလုံးအထက်ဆိုပါလျင်အနံ့ခံအာယုံဆုံးရှုံးစေပြီး600တလုံးအထက်ဆိုပါလျင်တစ်ခေါက်နှစ်ခေါက်အသက်ရှူရုံဖြင့်သတိလက်မေ့ခြင်းသို့မဟုတ်အသက်သေဆုံးခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ရာသီဥတုပူချိန်တွင်မစင်သက်ပြုခြင်းမြန်ဆန်လာရဲ့ဟိုက်ဒရိုဂျင်ဆာလဖိုက်ထွက်ရှိမှုတိုးလာသောကြောင့်နွေရာသီတွင်လေဝင်လေထွက်လုပ်ခြင်းဓာတ်ငွေ့တိုင်းနာခြင်းစသဖြင့်ဘေးအန္တရာယ်ကင်းရေးစီမံခန့်ခွဲမှုအားပိုပြီးတော့တည်တည်ကြကြလုပ်ရမည်ဖြစ်သည်အသက်ရှူမွန်းချက်သည့်မတော်တဆမှုအများစုသည်အလုပ်သမားကမိမိအလုပ်လုပ်ရမယ့်နေရာကအနာရယ်ရှိတဲ့နေရာဆိုတဲ့အဖြစ်မှန်ကိုမသိလို့ဖြစ်ကြပါတယ်။အဲဒါကြောင့်မို့ကျွန်တော်တို့ရဲ့မွေးမြူရေးကြံအတွင်းဘယ်နေရာကအနာရယ်ရှိတယ်ဆိုတာကိုတွက်ဆနာလည်ပြီးစည်ရင်းပြုစုတာကဘေးအန္တရာယ်ကာကွယ်ခြင်းအတွက်ပထမခြေလှမ်းဖြစ်ပါတယ်။အလုံးပိတ်နေရာကိုတွက်ဆနာလည်ပြီးနောက်တွင်အလုပ်သမားမှကောင်းကောင်းတွေ့နိုင်သောနေရာတွင်အလုံးပိတ်နေရာဆိုသည်အားအမှတ်အသားပြုလုပ်လေဘေးအန္တရာယ်ကိုသတိပေးရပါမယ်။ပြီးတော့အလုံးပိတ်နေရာတွင်အလုပ်လုပ်ချိန်လိုအပ်သည့်အကာအကွယ်ပစ္စည်းများကိုကြိုတင်ပြီးပြင်ဆင်ရပါမယ်။ဓာတ်ငွေ့စုံပါဝင်မှုတိုင်းကိရိယာလေတန့်စင်ပန်ကအသက်ရှူကိရိယာအသက်ရှူမျက်နှာဖုံးစသည်တို့ပါဝင်ပါတယ်။ပြီးတော့အကာအကွယ်ပစ္စည်းများကိုအမြဲတမ်းအသုံးပြုနိုင်သည့်အနေအထားဖြင့်စီမံထိန်းသိမ်းထားရပါမယ်။ထပ်ပြီးတော့အသက်ရှူမွန်းချက်ချင်းဘေးအန္တရာယ်ရှိသည့်နေရာတွင်အလုပ်လုပ်သည့်အလုပ်သမားနှင့်ကြီးကြပ်သူတို့ကိုရေရှည်အားဖြင့်ဘေးအန္တရာယ်ကင်းရေးပညာပေးခြင်းနှင့်လေ့ကျင့်ရေးသည်မရှိမဖြစ်လိုအပ်ပါတယ်။ဓာတ်ငွေ့ပါဝင်မှုတိုင်းကိရိယာအသုံးပြုခြင်းနှင့်လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့်ပတ်သက်သောအခြေအနေမတော်တဆမှုဖြစ်စဉ်အရေးပေါ်ကုသမှုနှင့်အရေးပေါ်ကယ်ဆယ်ရေးနယ်လမ်းအကာအကွယ်ပစ္စည်းတစ်ခုချင်းစီတက်ဆင်ပုံနှင့်
အသုံးပြုသည့်နေလန်းစသည့်အကြောင်းအရာများပါရှိရပါမယ်။ကဲအခုကအလုံပိတ်နေရလုပ်ငန်းလုပ်ဆောင်စဉ်ဘေးအန္တရာယ်ကင်းရေးအစီအမံဖြစ်ပါတယ်။ပထမဆုံးအလုံပိတ်နေရလုပ်ငန်းမလုပ်ဆောင်ခင်တေချာပေါက်အောက်ဆီဂျင်နဲ့အဆိပ်ဓာတ်ငွေ့ပါဝင်မှုအားတိုင်းတာရပါမယ်။တင်းလျှောက်ပတ်တဲ့လေထုသည်အောက်ဆီဂျင်ပါဝင်မှုပမာဏ18ရက်နဲ့အထက်23 5ရက်အောက်ဟိုက်ဒရိုဂျင်ဆာလာဖိုက်ဓာတ်ငွေ့10သလဲမှုအောက်ကာဗွန်မိုနောက်ဆောက်30သလဲမှုအောက်ကာဗွန်ဒိုင်အောက်ဆောက်တဲ့9ရက်အောက်တွင်ရှိသောလေထုပဲဖြစ်ပါတယ်။ဒုတိယအနေဖြင့်အလုံပိတ်နေရအတွင်းရဲ့လေထုအခြေအနေကိုတင့်လျော်စွာဖြင့်ထိန်းသိမ်းထားနိုင်အောင်လုပ်ငန်းမလုပ်ဆောင်ခင်လေတန့်စက်ပန်ကာကိုအသုံးပြုလိလုံလောက်လေတန့်စင်ပေးပြီးလုပ်ငန်းလုပ်ဆောင်ချက်အတွင်းတွင်လည်းတောက်လျှောက်လေတန့်စင်ပေးပြီးတင့်လျော်သောလေထုအခြေအနေကိုထိန်းသိမ်းထားခြင်းသည်အရေးကြီးပါတယ်။တတိယအနေဖြင့်လုပ်ငန်းမလုပ်ဆောင်ခင်အလုပ်သမားမှအသက်ရှူမျက်နှာဖုံးပဲဖြစ်ဖြစ်အသက်ရှူကိရိယာကိုတေချာပေါက်တက်ဆင်ပြီးလုပ်ငန်းအားလုပ်ဆောင်ရပါမယ်။အောက်ဆီဂျင်ပါဝင်မှု18အောက်ဖြစ်သောနေရာတွင်ဓာတ်ငွေ့မျက်နှာဖုံးသည်လုံးဝအကူအညီမဖြစ်သောကြောင့်တေချာပေါက်အသက်ရှူကိရိယာပဲဖြစ်ဖြစ်အသက်ရှူမျက်နှာဖုံးကိုတက်ဆင်ရပါမယ်ဆိုတဲ့အချက်ကိုမဖြစ်မနေမှတ်သားထားပါစတုထအနေဖြင့်လုပ်ငန်းခွင်တွင်ကြီးကြပ်သူအားထားရှိပြီးအလုပ်သမားရဲ့ဘေးအန္တရာယ်ကင်းရေးအားအဆက်မပြတ်စီစစ်နိုင်အောင်လုပ်ဆောင်ပါမယ်ကြီးကြပ်သူသည်အလုပ်သမားနှင့်နီးနီးကပ်ကပ်ဆက်သွယ်၍အရေးပေါ်အခြေအနေတွင်ချက်ချင်းဆိုသလိုတုံ့ပြန်နိုင်အောင်ပြင်ဆင်ထားရပါမယ်လုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်းမတော်တဆမှုဖြစ်ပေါ်ပါလျင်ချက်ချင်းတရားစဲ9သို့ဆက်သွယ်နိုင်ကြပြီးမန်နေဂျာထံသို့ဆက်သွယ်၍အခြေအနေအားအသိပေးရပါမယ်။ဤအခြေအနေတွင်ကိုယ်တိုင်ကိုယ်ကျကဲတင်ရန်လှုံ့ဆော်ပါကတေချာပေါက်အသက်ရှူကိရိယာစသည့်ဘေးအန္တရာယ်ကင်းအကာအကွယ်ပစ္စည်းကိုတက်ဆင်ပြီးနောက်ကယ်ဆယ်ရေးအားလှုံ့ဆော်ရပါမယ်။အကာအကွယ်ပစ္စည်းမပါဘဲအလုံပိတ်နေရသို့လုံးဝမဝင်ရောက်ရပါ။ကယ်ဆယ်ပြီးနောက်တွင်ချက်ချင်းဆိုသလိုအန္တရာယ်ကင်းသောနေရာသို့ရွှေ့ပြောင်းပြီးကထရစသည့်ရှေးဝီးသူနာပြုစုခြင်းကိုလှုံ့ဆော်ရပါမယ်။လုပ်ငန်းလှုပ်ဆောင်ပြီးနောက်တွင်အသုံးပြုထားသောအကာအကွယ်ပစ္စည်းများကိုစစ်ဆေးပြီးနေရာတကျပြန်ထားရပါမယ်။ပြီးတော့အလုပ်သမားရဲ့ကျန်းမာရေးအခြေအနေကိုစစ်ဆေးပြီးမူးဝေခြင်းခေါင်းမူးကောင်းကိုက်ခြင်းပြုခြင်းစသည့်လက္ခဏာများမရှိဘူးလားဆိုတာကိုစောင့်ကြည့်ခြင်းသည်အရေးကြီးပါတယ်။အသက်ရှူမွန်းချက်ခြင်းဘေးအန္တရာယ်ကာကွယ်ခြင်းအတွက်လုပ်ငန်းခွင်ဘေးကင်းရေးနှင့်ကျန်းမာရေးအေဂျင်စီတွင်ဓာတ်ငွေ့ဆောင်ပါဝင်မှုတိုင်းကိရိယာရွေးရှားလေတန့်စင်ပန်ကသက်ရှူမျက်နှာဖုံးစသည့်မရှိမဖြစ်လိုအပ်သောဘေးအန္တရာယ်ကင်းအကာအကွယ်ပစ္စည်းကိုအခကြေးငွေမယူဘဲထားရန်ပေးနေပါတယ်။အလုံပိတ်နေရလုပ်ငန်းသည်ရေရှည်အားဖြင့်အန္တရာယ်ကင်းရေးပညာပေးခြင်းနှင့်မွေးမြူရေးကြံပိုင်ရှင်နှင့်အလုပ်သမားတို့၏ကိုယ်တိုင်ကိုယ်ကျပူးပေါင်းပါဝင်မှုပြီးလျင်ဘေးအန္တရာယ်ကင်းလှုပ်ဆောင်မှုအဆင့်ဆင့်ကိုလိုက်နာမယ်ဆိုပါလျင်ထိခိုက်ဒေဆုံးမှုအားလုံလောက်စွာကာကွယ်နိုင်ပါတယ်။ဒါပေမဲ့လူတိုင်းကအမြဲတမ်းလုပ်တယ်လို့မျိုးမဟုတ်မှလွဲရောငါစီမှာဒီလိုမျိုးကိစ္စကဖြစ်ပါမလားခဏလေးရပဲကိုရမှာပါဆိုရဲစိတ်ချတဲ့အတွေးကနေမတော်တဆမှုကစတင်ပါတယ်။လောကကြီးတွင်အလှပဆုံးသောဂတိအဲ့ဒါကတော့ဘေးကင်းရေးစည်းကမ်းများကိုလိုက်နာခြင်းပဲဖြစ်ပါတယ်။